Hey, recordingအခုမှလောက်ရတော့ recording ပြတော့ကrecording ခုနကပြည့်မလုပ်ဖြစ်တော့နော်အဲ့တော့ image က2မျိုးရှိရယ် real ရယ် virtual ရယ် right အဲ့တော့ library တွေတကယ်ဖြတ်ရင်ဒါ real library တကယ်မဖြတ်နိုင်ရင် virtual ဆိုတော့ခုနကတော့နော်အဲ့တော့ loss of reflection ကတစ်ဆင့်ဆရာတို့ကplane mirror က image ရဲ့ properties ကိုဆက်ပြီးတော့ study လုပ်ကြမယ်မိ okay loss of reflection မှာနော် loss of reflection မှာဆရာတို့ကဟုတ်လား incident ray reflected ray and the normal all are in the same plane angular incidence are always equal to the angular reflection okay I have to know ဟုတ်ပြီ properties တွေပြောရအောင်နော်အဲ့တော့ properties တွေနဲ့ပတ်သက်ပြီးပြောရင်နော် image formed by the plane mirror okay အဲ့တော့တမျိုးကြဆွဲတဲ့ပုံစံမှာ object ရှိမယ် incident ray normal reflected ray ဒါ you linear drawing ဆွဲတဲ့ချိန်မှာသွားတဲ့ step by step ပေါ့ဒါပေမဲ့ဒီ step ဟာဆရာခုနပြောလို့ angle တို့ဘာလို့ဒီနေရာမှာပြဿနာနည်းနည်းလေးရှိရပါနော်ပြီးရင်ဒုတိယ incident ray normal reflected ray ဟောသမီးဒါက divergent beam ဖြစ်နေပြီလေ right okay divergent beam ဆိုတော့ဟိုမှာရှေ့မှာတော့နော် forward မှာတော့သူကစုံနေမှာမရှိဘူးနော် backward ဆက်ဆွဲတော့မှသူတဲ့နေရာမှာသွားတော့နော်အဲ့တော့ concentrate ဖြစ်အဲ့ဒီနေရာလေးက image ရဲ့ position ပဲဟုတ်ပြီအဲ့တော့ image ရဲ့ properties ကိုပြောပါဆိုရင် image produced by the plane mirror is number 1 same side နော် side တူလို့ပဲဘာဖြစ်လို့လဲမိဒီမှာပြန်ကြည့်မယ်ဆိုရင်ဟုတ်လားနော်ဆရာတို့ဟိုဒီမှာနော်နည်းနည်းလေးပြန်ပြီးတော့ကြည့်မယ်ဆိုရင်ဆရာတို့ကနော်ဟိုဒီမှာကြည့်လိုက်သမီးရက်ကမှာနော်အဲ့တော့ဟုတ်လား9ပြီ2လက်မှဆိုရင်နော်ဒီမှာလေ9ပြီ9ပြီပဲဆိုလဲ9ပြီ height တူတူပဲနော်ဒါကအဲ့တော့ဒါတူမယ်ဟုတ်ပြီနော်ဒါကပထမ properties ပေါ့နော် image က same size as the object နဲ့ image နဲ့ size တူတူပဲ second one ကြတော့ same distance behind the mirror as the object is in front same distance from the mirror ပေါ့နော်အဲ့တော့ image distance ဒီ distance of the image ဒါမှမဟုတ် image distance ဒီ is equal to the object distance from the mirror ပေါ့ okay ဟုတ်ပြီနော်ဆရာတို့ဟောဒီဟိုမှာကြည့်ရင်ဒီမှာ ruler လေးချသမီးကမှာ2 feet မှာ standing လုပ်ရင် image ကလည်း2 feet မှာပဲ standing လုပ်တာလေ right okay နော်ပြီးရင်ဆရာတို့က upright နော် object နဲ့ image နဲ့ကအတူတူ upright သမီးကနော် mirror ရှေ့မှာသွားပြီး standing လုပ်တဲ့အချိန်မှာ mirror မှာရှိနေတဲ့ခုနကတော့က image က upside down သမီးကမထောင်ဘူးလေ right ဟုတ်လားသမီး mirror ရှေ့မှာသွားမှတ်တရတဲ့အချိန်မှာ mirror ရဲ့ပုံလေးကသမီးမှာ mirror မှာပေါ်တဲ့ပုံကနော်စောက်ထိုးကြီးမဖြစ်နေဘူးလေ right ဟုတ်လားဖြစ်တာဖြစ်ဘူးတာမြင်လားမမြင်ဘူးပါဘူးနော် okay နော် upside down တော့မဖြစ်ပါဘူး okay အဲအောင်လို့သူက right နော် number 4ကဆရာတို့ lateral inversion ဆိုတာကနော်အဲ့တော့သူကဘေးတိုက်ကြီးပြောင်းပြန်ကြီးပေါ်တော့ပေါ့ကွာနော်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်နော်အဲ့တော့ဆရာတို့ကနော်အဲ့တော့ဒီမှာကနော် image ကအနေထားကနော်ambulance တွေကိုသမီးကြည့်လိုက် ambulance ကားတွေကိုကြည့်ရင်အတက်လည်းရေးတယ်ကွာပြောင်းမယ်ဒါပေမဲ့ဟိုဒီလို2မျိုးရေးတာကဟိုရှေ့ကားကနေလှမ်းကြည့်ရင် ambulance စာသားကိုသူကောင်းကောင်းမြင်အောင်ပေါ့နော်ရိုးရိုးပြင်သူကပြောင်းမြန်ကြီးပဲမြင်ရမယ်လေ okay privacy ပဲဖြစ်နေဒါမှမဟုတ် ambulance တွေမှာစာအုပ်2မျိုးရေးတာသူက design လုပ်တာတော့မဟုတ်နော်ရှေ့ကားကနေကြည့်ရင်သူကမြင်နေအောင်ပေါ့နော် direct ambulance man သိအောင်ပေါ့နော် okay အဲ့ဒါကိုဆရာတို့က lateral inversion လို့ခေါ်တယ်ဟုတ်လား object ကဒီမှာright side ကို face လုပ်တဲ့အချိန်မှာ image က left side ကို face လုပ်တာပေါ့နော်မိခုနကတော့ဟာ plane mirror မှာကြည့်ရဲ့သမီးရဲ့surface နော်သမီးရဲ့ face က towards the right လို့ပြောရင်image က towards the left
ဒီလိုပုံစံလေးပေါ့နော်ဒါကို lecture inversion လို့ခေါ်တယ်သမီးနော်နောက်ဆုံး number 5ကတော့ virtual နော် virtual why virtual မေးရင် rays actually do not actually pass through the image ပဲသမီးနော် right နော် image ကိုခုနကတော့ငါနော် ray တွေကတကယ်မဖြတ်ဘူးကွာနော် ray တွေကတကယ်မဖြတ်တော့အဲ့ဒါကို virtual လို့ခေါ်တယ် virtual ဘာကြောင့်ဖြစ်လဲ exam မေးခွန်းတွေမှာမေးတယ်သမီးပြီးဆရာတို့ pass paper မေးခွန်းတွေလည်းနည်းနည်းလေးကျင့်ကြည့်မယ်နော် okay နားလည်မလားသမီးဟုတ်ဆရာနားလည် ဟုတ်ပြီကဲသမီးအဲ့ဒါလေးပုံလေးကိုမှတ်တင်လောက်ပုံကတော့ sorry တာပေါ့ကွာအောက်က property 5ခုနော်မှတ်ဆရာကြီးကမှတ်ကုဆရာကြီးကကုနားမလည်ရင်ပြန်ပြီးနော် okay understanding ရေးကြည့်တော့မယ်